မျိုးသားတဦးဟာတတဝါစိုးကြီးတကောင်ရဲ့လိုက်လံမဲလိုက်ခြင်းကိုခံနေရပြီးနောက်ဆုံးမှာတော့အဲ့ဒီတတဝါရဲ့ကံကြက်ကြောင့်ဓာတ်နဲ့ဆင်မြင့်ပေါ်ကိုလွင့်စင်ကျသွားခဲ့ပါတယ်အသက်အန္တရာယ်စိုးရိမ်ရတဲ့အဲ့ဒီလိုစက္ကန့်ပိုင်းတွင်းမှာပဲသူဟာလောကမှာအထက်မြတ်ဆုံးဖြစ်တဲ့နတ်ဖျားသားရှိကိုမထင်မှတ်ပဲဆွဲထုတ်လိုက်နိုင်ခဲ့တယ်သူဟာတပတ်လှည့်ပြီးဓာတ်နဲ့တစ်ချက်တည်းပိုင်းခြားလိုက်ုံနဲ့တင်အဲ့ဒီတတဝါစိုးကြီးကိုနှိမ်နင်းနိုင်ခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးအားလုံးကအံ့အားသင့်မြင်တက်သွားကြပြီမဲ့အဲ့ဒီမျိုးသားကတော့ဘာဖြစ်လို့ဖြစ်မှန်းမသိပဲကြောင်အံ့ဖြစ်နေခဲ့တယ်သူကဒီဓာတ်ရဲ့ပိုင်ရှင်ကဘသူလဲလို့တောင်ပြန်မေးနေခဲ့တာပါအဲ့ဒီနောက်မှာတော့လူအုပ်ကြီးဟာဓာတ်ကိုလူယူဖို့အတွက်ရုံးရင်ဆန်ခတ်ဖြစ်သွားကြပါတော့တယ်တဏ္ဍာရီအရဒီဓာတ်ကိုပိုင်ဆိုင်သူဟာမတင်မျိုးနဲ့ဖျားဖြစ်တက်လန်းနိုင်မှာဖြစ်လို့တကဘာလုံးကလူတွေဟာယူသွမတက်လို့ချင်နေကြတာပါဒါပေမဲ့တာမန်လူတွေကဒီဓာတ်ကိုအတင်းကင်တွေဖို့စူးစမ်းရင်ဓာတ်ရဲ့တံပြန်တိုက်ခိုက်မှုကိုခံရပြီးမိလောင်ကျွမ်းသွားတတ်ပါတယ်လူအုပ်ကြီးကဓာတ်ကိုဘယ်လိုဆွဲထုတ်ရမလဲဆိုတာဝိုင်းစဉ်းစားနေကြတော့မှပဲဘာစွမ်းအားမှမရှိတဲ့အဲ့ဒီမျိုးသားကတော့ဓာတ်ကိုအသာလေးပဲမယူလိုက်နိုင်ခဲ့တယ်ဝတ်စုံနေနဲ့အမျိုးသမီးတယောက်ကဓာတ်ကိုလူဖို့ရှေ့တိုးလာတဲ့အခါသူကပေါ့ပေါ့ပါပါပဲကာကွယ်လိုက်ပေမဲ့သူမဟာမီတာယာနဲ့ချီပြီးလွင့်ထွက်သွားခဲ့ရတယ်ရုတ်တရက်ဆိုသလိုနတ်ဖျားသားရှေ့ဘေးမှာမိတောက်တွေထွက်ပေါ်လာပြီးအမျိုးသားရဲ့ခန္ဓာကိုယ်ဟာလည်းပောက်ကွဲထွက်တော်မလို့ခံစားလိုက်ရတယ်ဒါပေမဲ့သူတည်ဆုံးမသွားပဲအဲ့ဒီမိတောက်တွေဟာသူ့ခန္ဓာကိုယ်ရဲ့ကိုစီးဝင်ပြီးတသားတည်းဖြစ်သွားခဲ့ပါတယ်မိတောက်တွေငြိမ်သက်သွားတဲ့အခါမှာတော့သူဟာအင်အားကုန်ခံပြီးတတိလဲလဲကျသွားခဲ့တယ်ခရမ်းရောင်ဝတ်စုံနဲ့အမျိုးသမီးတယောက်ကအခွင့်ကောင်းယူပြီးသူ့ကိုခေါ်ထုတ်ပြေးခဲ့ပေမဲ့လမ်းမှာမတော်တဆ6ထဲပြုတ်ကျပြီးကူတစ်ခုတည်းကိုရောက်သွားကြတယ်ခဏအကြာမှာတတိပြန်ရလာပြီးအမျိုးသားကထွက်ပေါက်ရှာဖို့စူးစမ်းရင်ကြောက်တုံးနဲ့ကြီးတစ်ခုကိုတွေ့သွားခဲ့တယ်ခရမ်းရောင်ဝတ်စုံနဲ့အမျိုးသမီးကဒါဟာနှစ်တစ်ထောင်မှတစ်ခါသာပေါ်လာလေးရှိတဲ့ရှားပါးကြောင့်မြရတနာဖြစ်ပြီးနတ်ဖျားသားရှေ့ကိုလည်းဒီကြောက်တုံးနဲ့ပဲတုံးလုပ်ထားတာဖြစ်တယ်လို့ရှင်းပြခဲ့တယ်အဲ့ဒီစကားကိုကြားပြီးအမျိုးသားကဝမ်းသာသွားပေမဲ့ရုတ်တရက်ဆိုသလိုပတ်ဝန်းကျင်တစ်ခုလုံးဟာတိတ်ဆိတ်သွားခဲ့ပါတယ်အမျိုးသားကနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ထိတ်လန့်တုန်လှုပ်သွားရပြီးသူ့ခြေထောက်တွေအစွမ်းကုန်ရှိသမျှအပြင်းထန်ပြေးပါတော့တယ်